ယူရိုကြိုက်တဲ့ဘက်မှာနေလို့ရပါတယ်လစီတစ်ခုပြောချင်တာရှိရပေါ့နော်တခြားတော့မဟုတ်ပါဘူးအဲ့ဒါက Z5 ကဒါအပျော်စော့ရယ်ဆိုပေမဲ့ပေါ့နော်ဒီကြေးတွေပါလည်းမရှိဘူးလစီစီမှာဒါလစီအားလုံးစော့ချင်တယ်ဆိုလို့လစီလောက်ပေးတာပေါ့နော်ဒီရေရွတသားလေးနဲ့စော့ကြပါလေပြောချင်ပါတယ်ပြီးတော့တယောက်နဲ့တယောက်လည်းမဆဲကြပါနဲ့အဲ့ဆိုစလိုက်ပါပြီနော်အားလုံးမရမဖြစ်ကြပါနဲ့နော် live stream ကြည့်ပြီးတော့လည်းမစော့ကြနဲ့နော်ငါလည်းကြည့်နိုင်ကမလေးတွေ့မှာပေါ့ငါစတောင်းလိုက်တယ်အဲ့လိုမျိုး fight မရအောင်ဖြစ်ခုတော့ ban နေကြပါပြီနော် team က MVP ကိုတဲ့ weekly giveaway ပေးမယ်အစားကတော့ဒီ 5Z5 ကို Lizzy ကအပျော်နည်းနဲ့ပဲစော့ပေးတာပေါ့နော်ဒီဒါပေမဲ့ Lizzy ရဲ့ live stream မှာဒီ 5Z5 အတွက်ပေါ့နော် giveaway လေးလာပြီးခိုင်းလို့ပေါ့နော်Lizzy က giveaway လေးပေးမှာပါgiveaway ပေးမှာကြတော့ဒီ victory team တဲကနေမှာMVP ရတဲ့သူကို Lizzy က giveaway လေးပေးသွားမှာပဲဖြစ်ပါတယ်giveaway လေးပေးခိုင်းလို့လည်းကျေးဇူးများကြီးတင်ပါတယ်တိုက်ရွှေလေးကြောက်ရုံးမကြနောက်ဆို caster ဒီပါငါတော့မလားမသိဘူးငါကတော့နည်းနည်းတော့ညီနေဒါပေမဲ့ဘယ်နှကြည့်အောင်အဲ့ဒါလေးတလူလားမသိဟုတ်ဘူးခဏလေးနော်အဲ့ယူရိုတိလားဘယ်နာနှိမ့်လာလဲတိလားဟိုကလေးဘယ်နာနှိမ့်လာလဲဆိုဟိုလေးမျိုးပြောတာမဟုတ်ကွာအဲ့ဒါတက်နေလောက်ကြအောင်ဘယ်နာနှိမ့်လို့နေရမှာမသိတော့အမစပြောလေးလေစီမမပြောတတ်တဲ့ဟာကြီးရောဟိုလို view နဲ့ကြည့်ရလေဘယ်လိုပြောမလဲဘယ်လိုပြောပြရမလဲဒီပြောတိလားဘယ်လိုမျိုးပြောဒီထရပါပြီဘောတော့ဟာလေးနေလိုက်ညာဘက်ကပြင်နာဒီဘက်ကဟာလားဒီဘက်ကဟာဒီမှာအပေါ်မှာဒီဟန်လိုပဲခါနေဝိုင်းဟုတ်တယ်ဟာရမုန်းတယ်အေးမစမနေဝိုင်းsorry ပါနော် Lizzy အရင်မကတ်တက်လို့ပါရိုင်းမသိနေလို့နေအားကြောင့်မလို့ပါဟိုယူခိုင်မှာဆွဲသွားယူခိုင်ဆိုတော့မှားသွားတာပေါ့အမပေါ်လိမ့်မှလည်းဒီဝိုင်းကဲရှင်မတော်လားရှင်အဲဆောနာမတက်အောင်သွားဆွဲတာတက်အောင်ကြီးနဲ့လန့်ကောက်လိုက်တာမတက်ရင်ပျော်တာပေါ့ကျေးဇူးတင်ပါတယ်လို့ပြောသွားတယ်ခဏ3500ဒီမှာသူတို့တက်တယ်တော့လုံနေပြီတက်တယ်လုံတာ retreat ရောပေးဝါယူမှာဘာမှအော် retreat ပေးတော့အောက်မှာတေဝါကြီးဟာအောက်မှာဘယ်လိုလုပ်တေဝါဝနာကိုတာအနေနဲ့အဲ့ဒါဒီလိုင်းနေနေရမှာအပေါ်မှာမော်ယူကောင်ဝါယူပြီးမဟိုဒီကလောက်တီရောမယ်တီဝိုင်းမော့စကိုပတ်တော့အေးဟုတ်တာလူမျိုးလူချင်းမအောင်မသိတော့ပါဘူးဘယ်လိုပြောဆွဲပါနော်ဒီတီချာလေးမလုပ်ပြီးတက်လို့ဟိုဘက်ကမှထွာကျန်းနေတာမလဲချောင်းကဟုတ်တယ်ဟာချောင်းကနေမှဟုတ်တယ်သူစူးစမ်းနေတာဟိုကတေးပြီးခေတီတေးတော့မယ်ခေတီတေးအိုးဟုတ်တယ်ဟာတကွာပြန်ပြသွားဒီလီကအိုင်မောင်ကလည်းကျွန်တော်အကုန်နှိမ့်ကြည့်ပြီးဆန်းလို့ရတယ်အဲ့လိုLizzyကအဲ့လိုလိုက်နေနေရမှာပေါ့နော်ဒီမှာထောင်ကန်ဝိုင်းဒီနားပြလို့ပြရမှာမနော်မသိတော့အဲ့လိုလေသူကသူအော်တိုပြတဲ့ဟာမျိုးလိုချင်တာကွာအေးမဟုတ်KDကပါလဲကွာ
ဒီလို KD ကိုတွေးလိုက်လားဒီဆက်လောင်းတော့နှမျိုးကြာဟိုမှာမော်ကြီးကမလိုက်ခုတ်နေတယ်ဖမ်းမိကကူရက်ဟုတ်ဒီပြောတာလေညာဝါရီဆက်လောင်းလိုက်ဒီနေ့ဆုံးနေလိုက်တော့မှာအော်တိုပြရလို့မရလဲအဲ့ဆိုတက်မဆိုင်တဲ့နေရာကြီးပဲလိုက်ပြတယ်မဟုတ်ကြည့်ပဲကြည့်တတ်တာမကတ်ပြတတ်ဘူးဘယ်လိုကိုပဲကတ်လိုက်တော့တန်လေ KD ကဆွဲလို့ရှိရင်ရိုခိုင်ကြီးအမြင်နဲ့ဆွဲသွားရင်ကျုံအခုလေရိုခိုင်ဆွဲပြန်မယ်အဲ့မှာပါသွားပြီရိုခိုင်ဆွဲမှာတော့ဟိုဘက်ကတန်ကပြောတာပေါ့ရိုခိုင်သွားဆွဲတော့ဟိုဖြစ်တာပေါ့မ lock ဖို့နေဟိုကလောက်လာယူဟိုမရတော့ဘူးတန့်ကလေဒီဘက်က KD ကလည်းလေဆွဲတာယူခိုင်းုံပဲသွားမိနေအမှန်တကယ်သူကဗလိုင်းနဲ့ဟာကိုဆွဲတာဒါပေမဲ့ယူခိုင်းုံပဲသူကမိအဲ့ခါကျယူခိုင်းကအရန်ပြောသွားအောင်သူဆွဲပြီးလေချစ်စစ်တင်ပါတယ်ဆိုပြီးတော့ကောက်စုလိုက်ရောအဆွဲပြန်ပြီတဲ့သူစီပြောတာကြည့်တွေ့လားသူဆွဲလိုက်တိုင်းအဲ့မှာယူခိုင်းုံပဲတော်ဆွဲနေဟိုကတိုက်ဂရီရဲ့ဆွဲပြောတာပေါ့အောက်မှာ blessing ကျူရဲ့ခွဲနေခိုင်းနေမှာအောက်လိမ့်မှာအိုးဆိုတာလှလိုက်တာတကယ်အလှကြီးစုသွားတာဆောင်းနာတွေးလိုက်လားတရက်တပြက်ရိုက်ချက်ဆိုတာအဲ့ဒါမျိုးပြောတာ team ကဒီဘက်က team ကတိတ်မလာဘူးဖြစ်နေဝနာရီ team ကအစာပိုင်းအားလီဂိမ်းတော့ကတော့လေဝနာအခုရည်လေတာတော့မယ်မော်စကိုကတာတော့မယ်ဟုတ်တယ်အဲ့လိုပြောရမယ်ဖရန်ကိုနဲ့ထိုင်ဂရီရဲ့ကွန်ဘိုလေးတစ်ဖြက်နှစ်ယောက်ပေါင်းပြီးတော့ရောင်းစားတာအမှန်ကြီးတော့KD ကရောင်းစားတာ teammate တွေအမှန်ပြောရှင်လေဒီမော်စကိုကအစအားလီရဲ့ဖန်နိုင်တာသိလားဟိုဘက်ကလေ club ကိုအားလီရဲ့နှိမ်ထားနိုင်တာအေးအမပြက်တွေ့လားဟိုဘက်ကတန့်ကတကယ်ကောင်းတာလူခိုင်းဟိုဘက်ကတန့်ကတကယ်ဟုတ်တာသွားရှုံးလို့မရဘူးသူကဝနာတော့ငုံနေတော့မှာပဲဝနာတော့ငုံနေတော့မှာပြီးပြီလားမသိအံ့ပြီလားမသိတော့တော့မသိပဲအံ့တော့မှာခွိပဲအရင်ဆုံးရှင်းလိုက်ရလားညောက်အေးဆွဲပြန်ပြီအမှကြည့်ဒီစီပြောရတွေ့လား KD သွားဆွဲလို့ရှိရင်အမြဲတမ်းယူခိုင်းဝဲသွားဆွဲနေရကြည့်အောင်အခုနောက်ဆုံးတစ်ခေါက်မှလည်းဆွဲရယူခိုင်းဝဲပါလာတယ်ဟဲ့အကုန်လုံးကောင်းပါတယ်အခု 5Z5 ရဲ့ဝင်လာလေးကတော့ by 1 over ဖြစ်ပါတယ်ရှင်ဒီစီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးများပဲတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်နော်